တရစာရီလုံးနေပေမဲ့လည်းကိုယ့်အနေကိုမပြီးဘူး။ကျောင်းကကျူရှင်တွေတင်းတဲ့ဟာမျိုးတွေကိုလိုက်ပြီးတော့လောက်တာကသိပြီးတော့မမီဘူးဖြစ်နေရဆိုလို့ရှိရင်တော့ဒါကိုမသိသေးလို့ဖြစ်ပါတယ်။ဆိုတော့အဓိကကစာတစ်ခုလောက်တော့မယ်ဆိုလို့ရှိရင်ကိုပဲအချိန်မှလောက်မှာလဲဘယ်လောက်လောက်မှာလဲဘာတွေကိုလောက်မှာလဲဘယ်လိုပုံစံမျိုးနဲ့လောက်မှာလဲဒါတွေကိုကျောင်းသူတွေအနေနဲ့သိထားဖို့အတွက်အရင်အရေးကြီးတယ်။စာကိုလုံးနေုံနဲ့မလုံလောက်ပဲနဲ့အဲ့လိုမျိုးနီလန်းတွေကိုသိထားမှာပဲစာလုပ်တဲ့အခါမှာတေချာအချိန်မီနဲ့တိတိကျကျနဲ့အကျိုးရှိနေလုပ်နိုင်မှာဖြစ်ပါတယ်။ဆိုတော့အဲ့လိုမျိုးမလုပ်တတ်တဲ့ကလေးတွေအတွက်ကျောင်းသူတွေအတွက်ဆိုလို့ရှိရင်တော့အထီရောက်သုံးလို့ရမယ့်နည်းနဲ့တစ်ခုကတော့ဒါကိုယ့်ရဲ့နီးနားမှာလမ်းညွှန်ပြသပေးနိုင်မဲ့ဆရာမတစ်ယောက်ခိုက်တစ်ယောက်ရှိတာဖြစ်ပါတယ်။ဆိုတော့အဲ့လိုရှိထားမယ်ဆိုလို့ရှိရင်ကိုကဒီတရက်စာတရက်တစ်ပတ်စာတစ်ပတ်ပေါ့နော်ဖြေရမယ့်ဆောင်ပွဲတိုင်းတွေအတွက်ကိုတေချာကောင်းမွန်နဲ့ပြင်ဆင်မှုသွားလို့ရမှာဖြစ်ပါတယ်။နောက်မှုစုကွက်ကိုလုပ်တဲ့အခါမှာမထီရောက်တာမျိုးတွေမပြီးတာမျိုးတွေအဲ့လိုမျိုးပေါ့နော်တေချာအဆင်မပြေတာမျိုးတွေများစွာဖြစ်တယ်ပေါ့နော်ပြီးတော့အဓိကတော့အချိန်ကုန်သွားပြီးတော့မှမထီရောက်တာကပြဿနာတော်တော်များများဖြစ်နိုင်တယ်ပေါ့နော်ကျောင်းသူတွေအတွက်ဆိုလို့ရှိရင်ဒါကြောင့်မို့လို့အနီးကပ်ကိုက်လေးခေါ်ယူပြီးတော့မှတေချာလမ်းညွှန်သွားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှကောင်းမွန်တဲ့ရလဒ်တွေရလာမယ်လို့ယုံကြည်ပါတယ်ဆိုတော့ကျောင်းသူတွေအနေနဲ့လည်း guide ခေါ်ခြင်းနဲ့မိဘတွေအနေနဲ့လည်းဆရာတွေလာရောက်ဆောင်သမ်းခြင်းနဲ့ဆိုလို့ရှိရင်တကိုင်းမြန်မာကအဆင်သင့်ရှိနေပါတယ်လာရောက်မေးမြန်းလို့ရပါတယ်